ပေးကြည့်တယ်လေအော်ချစ်စရာကွက်ဆုံးလေမြစ်တာတဝက်တစ်ချောင်းချစ်တော်မုံနာကစားတဲ့အပြစ်ရှာကပြင်းအချစ်ညမလေးမြစ်တာရွာလေးထဲမှာအတွက်တာထိချင်အလဲလာပြည့်ပြည့်ပြင်းအချစ်တလန်းလေးတွေကလူချမ်းလေးလုံးရတဲ့အဖြစ်မျိုးပေးတာနဲ့သူချစ်တွေပြန်ပေးပါလို့အကြောင်းမဲ့စွာတောင်းခဲ့တာလေသူယူကြည့်တခါပေးကြည့်တယ်လေအော်ချစ်စရာကွက်ဆုံးနဲ့မြစ်တာတဝက်တစ်ချောင်းချစ်တော်မုံနာကစားတဲ့အပြစ်ရှာကပြင်းအချစ်ညမလေးမြစ်တာရွာလေးထဲမှာအတွက်တာထိချင်အလဲလာပြည့်ပြည့်ပြင်းအချစ်ဇလန်းလေးတွေကလူချမ်းလေးလုံးရတဲ့အဖြစ်မျိုးအသိကြောက်ရတဲ့အဖြစ်ပါလားအော်အချစ်ပင်အောက်ကအချစ်ပင်အောက်ကတစ္ဆာတကားတယောက်တကပါခြားတာအကောင်းဆုံးမုံလိုက်ပေါ်ကွယ်မယိုးသားပါတဲ့မြစ်တာအဖို့သားနာရဲ့ချစ်တာဒီကလည်းမခံဘူးအချစ်လက်စားကိုရောဇလန်ရတန်းငါရကိုရောလဲကိုရဲ့ဖြစ်ကတကူသောချစ်ဇလန်မှာလူချမ်းလေးလုံးရတဲ့အဖြစ်မျိုးတယောက်တည်းနေပါလို့နှလုံးသားကအတန်တာတားထားပြီလေအဖြစ်မပွေရှာပဲအချစ်တွေလာပေးတာလည်းသူပါပဲဗျာသူ့အချစ်တွေပြန်မေးပါလို့ဟောပြန်တောင်းနေတာလည်းသူပါပဲအစ်မြင်ရင်ကြောက်ရတဲ့အဖြစ်မို့အချစ်တွေအောက်ကသစ္စာစကားလေးပြောခဲ့ရင်တော့ကြောက်တာပါပြီမိကလေးရဲ့ဒါကြောင့်မို့လဲတကုတ်သောအချစ်ဇလန်းလေးမှာပြောပြရရင်လူချမ်းလေးကတော့ကျွန်တော်ပါပဲလူချမ်းလေးကတော့ကျွန်တော်ပါပဲမိကလေးရဲ့အပြစ်မပွေရှာပဲအချစ်တွေလာပေးတာနဲ့သူအချစ်တွေပြန်ပေးပါလို့အကြောင်းမဲ့စွာတောင်းခဲ့တာလေသူယူကြည့်တခါပေးကြည့်တယ်လေအော်ချစ်စရာကွက်ဆုံးနဲ့မြစ်တာတဝက်တစ်ချောင်းချစ်တော်မုံတန်ကသားတဲ့အပြစ်ရှာကပြင်းအချစ်ညမလေးမြစ်တာရွာလေးထဲမှာအတွက်တာထိချင်အလဲလာပြည့်ပြည့်ပြင်းအချစ်ဇလန်းလေးတွေကလူချမ်းလေးလုံးရတဲ့အဖြစ်မျိုးအသိရင်ကြောက်ရတဲ့အဖြစ်ပါလားအချစ်ပင်အောက်ကသစ္စာတကားပြောတော့ကမှခြားတာအကောင်းဆုံးမုံလိုက်ပေါ်ကွယ်မယိုးသားပါတဲ့မြစ်တာအဖို့သားနာတဲ့ချစ်တာဒီကလည်းမခံဘူးချစ်လက်စားကိုရောဇလန်ရတန်းငါရကိုရောလဲကိုရဲ့ဖြစ်ကတကူသောချစ်ဇလန်မှာလူချမ်းလေးလုံး